ပိတ်စီများအားလုံးမင်္ဂလာပါရှင်23ရက်2လမှာ3လပိုင်း1ရက်နေ့ထိတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာလုပ်ငန်းတွေတိုးချဲ့ကျင်တာအလုပ်ကိုင်ခွင့်လန်းလေးတွေပွင့်လန်းစေတာအလုပ်နဲ့ပတ်သက်တဲ့ကံတွေကိုအကောင်းဆုံးတွေ့ရတဲ့နမိတ်ကိုဖြစ်နေပါတယ်။ဒါကြောင့်လုပ်ငန်းတိုးချဲ့တဲ့သူတွေလုပ်ငန်းအယောင်းဝယ်နဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ဖောက်ကားတဲ့သူတွေရင်းနှီးမြှုပ်နှံမှုတွေအားကောင်းတဲ့အချိန်လို့တွေ့ရပါတယ်။တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာမယ်လို့မြင်ပါတယ်။မိတ်ဆွေကံဆရာသမားကံအရန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအရန်ကောင်းတယ်ပညာရေးနဲ့ပတ်သက်ရင်မိမိကျက်မှတ်ထားတာနဲ့မေးခွန်းဖြေလွှာနဲ့ဒါလေးတိုးသွားတာမျိုးလေးကြုံရမှာပဲဖြစ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ရင်တော့စိတ်ရှုပ်စရာလေးကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းတွေကကျမ်းမာရေးညံ့တာမျိုးကျမ်းမာရေးကြောင့်ဆေးဥစေကံပြလို့ငွေကြီးအကူကြီးတောင်းခံတာမျိုးဒီလိုလေးတွေ့ရပါတယ်ရန်ဒီတိုက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်လူတွေပေါ်များလာတဲ့တပတ်တာပါအခြေနဲ့ပတ်သက်ပြီးတော့အလိခံတပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြမှုတွေအလိုမကျမှုတွေများနေရမှာပဲဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်ရခင်ကလေးကဝေဒနာခံစားရတဲ့တနင်္ဂနွေသားသမီးကျမ်းမာရေးညံ့တဲ့သူရှိကြတယ်ဆိုရင်တော့အနာနဲ့စီးနဲ့တွေ့သွားမယ်နောက်ဆရာကောင်းတမကောင်းတွေ့သွားမယ်ဘေးပတ်အန်ရဲ့ကင်းဝေးစေမယ်လို့တွေ့ရပါတယ်အေးချမ်းချင်းငြိမ်းချမ်းချင်းကိုလုံးချင်တဲ့ဒီတစ်ပတ်အတော်တွင်းထဲမှာကိုလုံးချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာလေးတွေကိုပုံစံတကျနဲ့လုပ်ကင်ခွင့်ရပြီးတော့မိမိစိတ်တိုင်းကြပုံပေါ်နိုင်မဲ့တစ်ပတ်တာလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီတိုးကန်ဆန်းကျင်နေဆိုရင်တော့3ညတလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတော့စကားပြောရမယ်သို့တော့လက်ရွှင်စီပဲတစ်ပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြုံကိုပြီးကြည့်လိုက်တာအမျိုးသမီးတယောက်စီကနေပြီးတော့သတင်းကောင်းတွေကြားမေးဆိုတဲ့နမိတ်လေးတွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချစ်မိတ်ဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရရကောင်းလေးဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရရကဘယ်နေ့မဆိုညနေ4နာရီတိမှာပန်း9ပွင့်ဘယ်ပန်းမဆိုပါနော်9ပွင့်စက္ကန့်လူရန်ချင်းဖြင့်မိမိခက်ခဲနေတော့တပတ်တာမှာအလုံးစုံပြည်လည်သွားပြီလို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်23ရက်2လမှာ3လပိုင်း1ရက်နေ့ဒီတပတ်တာတနင်္လာသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချစ်မိတ်ဆွေဒီတပတ်မှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မိမိကလုပ်ကိုင်ခြင်းနဲ့မိမိကလုပ်ငန်းတွေတိုးချဲ့ခြင်းနဲ့ဆိုရင်တော့ခိတ္တခဏနားထားပေးပါဒီတပတ်ကြုံလွန်သွားပြီဆိုရင်တော့မိမိစိတ်တိုင်းကြပုံပေါ်ပြီးတော့လုပ်ကိုင်လို့ရပါတယ်ဘာလို့လဲဆိုတော့အလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေအလုပ်မှာချမ်းသာမှုလေးတွေရှိတယ်အလုပ်နဲ့ပတ်သက်ပြီးတော့ကိုယ်မှာနှောင့်နှေးစီတဲ့တက်ကိုခုပြီးတစ်ခုကြုံရမယ်လို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းထုတ်ဖို့ရှိနေပါတယ်ဒါကလည်းမိမိအနေနဲ့မဖြစ်မနေထွက်ကိုထွက်ရမယ့်အရာလို့လည်းတွေ့ရပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်ပူပန်ရမယ်မိတ်ဆွေပေါင်းတဲ့ရလည်းမိမိကိုစိတ်အနှောက်အယှက်မျိုးကြုံရတာမျိုးစိတ်အနှောက်အယှက်ပေးတာကိုလည်းခံရတာမျိုးဒီလိုလေးကြုံရတတ်ပါတယ်ဆရာသမားတွေရဲ့ကုညီမဆောင်မှုတွေရရှိမယ်ပညာရေးနဲ့ပတ်သက်တဲ့ကံကောင်းတွေခရီးကိစ္စလေးတွေလက်ခီးစင်ပြေချုံးဝေးစေမယ်လို့လည်းတွေ့ရပါတယ်အိမ်ကိစ္စတွေကတငယ်ကိစ္စလေးတွေပြည်လည်သွားမယ်မိမိစိတ်ထဲကြလေဖန်တီးလို့လည်းရတယ်ပုံဖော်လို့လည်းရတယ်ဒီလိုလေးတွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါကျမ်းမာရေးထူးခြားတတ်ပါတယ်ဖြစ်လိုက်ရင်အပူရှက်တာအေးပတ်တာဒါမျိုးလေးတွေဖြစ်တတ်ပါတယ်နော်အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်မတန်ပွင့်လန်းတဲ့ကာလပါမိမိအနေနဲ့ဆုံးဖြတ်ရခက်ခဲတဲ့အရာမျိုးလေးတောင်ကြုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အလှူတန်းလေးတွေနဲ့အိမ်တော်ကြီးအေးချမ်းသာယာပြီးတော့လှူဝတန်းမယ်ဆိုတဲ့နမိတ်လေးတွေ့ရပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတွေမရှိသေးဘူးဘာကြောင့်လဲဆိုတော့လုပ်ငန်းပိုင်းဆိုင်ရာမှာကိုယ့်အတွက်အားနည်းချက်ကလေးတွေကိုယ့်အတွက်ထောင်လေးတဲ့အရာလေးတွေရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့9တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့အင်တမခက်ခဲစွာပြောဆိုရမယ်သို့တော့ကိုခက်ခက်ပြောတဲ့အရာလေးကအဆင်ပြေမယ်ထိရောက်စီတဲ့ဒီလိုတွေ့ရတယ်နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြည့်လိုက်တဲ့အခါ
မိမိကိစ္စတဲ့သူများကိစ္စကိုကိုကလိုက်လံပြီးတော့ပူပန်ပေးနေရတာမျိုးလေးလေတွေ့ရပါတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရကောင်းလေးပြီးကြပါလေတနင်္လာသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရကမိမိနေအင်္ဂါဖျားမှာအုံထမင်းဒါမှမဟုတ်ရင်လည်းပဲကောင်းချင်းမောင်းမှာအုံးလေးလေးဖြူပြီးတော့လှူတာမျိုးစက္ကန့်လူတိုင်းချင်းပြမိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမင်းလို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်23ရက်2လမှာ3လပိုင်း1ရက်နေ့ဒီတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ခက်ခဲစီတဲ့အလုံးမှာအတိုက်ခိုက်တွေရှိတယ်လုပ်ငန်းခွင်မှာမိမိအမြင်မကြည့်ရတဲ့အရာလေးတွေတခုမဟုတ်တခုကြုံရမယ်လို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်တဲ့ကံလေးတွေအားနေနေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကံလေးတွေအားနေနေတယ်အဲ့တော့ကံအားနေတဲ့အချိန်မှာမိမိဘက်ကဉာဏ်အားတွေဝိရိယအားတွေအားစိုက်စေချင်ပါတယ်အိမ်ကိစ္စနေရာတန်ကြီးကိစ္စခက်ခဲစီတယ်မိမိအနေနဲ့ရှေ့တိုးအခက်နောက်ဆုံးအခက်ဆုံးဖြတ်ချက်ချခက်ခဲတဲ့ကိစ္စလေးပေါ်လာတတ်တယ်အိမ်ကိစ္စကိုအကြောင်းပြုပြီးတော့မှစာချုပ်ချုပ်ဆိုတဲ့အခါမှာလက်မှတ်ပါထိုးတာမျိုးတာဝန်ယူလိုက်ရတာမျိုးဒီလိုလေးတွေ့ရပါတယ်ဆွေမျိုးသားချင်းစီမှာအကူအညီကောင်းတွေကြံကြံကောင်းတွေရဖို့တွေ့ရပါတယ်ရန်အနေတိုက်ခိုက်လုံးဝမရှိတဲ့ပြင်ချစ်သူခင်သူပေါများလာမယ့်တပတ်တာလို့တွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူကမိမိကိုစွန့်ခွာသွားတာမျိုးကြုံရတတ်တယ်လမ်းခွဲသွားတာမျိုးကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးမှာကိုလုံနေတဲ့အလုပ်ကလေးတွေကိုအိမ်တော်ဘက်ကကားပြရပြလုပ်တာမျိုးလေးတွေကိုခံရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ဝေဒနာခံစားရတဲ့ဂရုစိုက်ပါနော်အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါကိုကိုယ်တိုင်ဖြစ်ချင်တဲ့အရာလေးတွေလုပ်ချင်တဲ့အရာလေးတွေကိုစိတ်ရှိတီးခံစွာနဲ့စောင့်ဆိုင်းပြီးလုပ်လိုက်မယ်ဆိုရင်ဘယ်ကိစ္စမဆိုအကောင့်တွေပေါ်နိုင်မှာပဲဖြစ်ပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားနည်းပါတယ်သို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုတော့လေးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝီကြီးတက်တာပါတွေပွန်လန်းရှင်လန်းစီမဲ့တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါအမြင့်ကနေပြီးတော့အောက်ကိုပြုတ်ကျတဲ့နာမည်မျိုးလေးတွေရှိပါတယ်ဒါကြောင့်မို့လို့သွားသတိလာသတိအမြဲတမ်းရှိစေချင်ပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပံ့ဖြစ်စေတဲ့ရတရားကောင်းလေးပေးချင်ပါတယ်အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရတရားကမိမိနေအင်္ဂါဘုရားမှာနှင်းစီပန်းလေးတွေဝင်းနေအောင်ထူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်23ရက်2လမှာ3လပိုင်း1ရက်နေ့ဒီတပတ်တာဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေရဲ့လောက်ကန်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်ရှုံရမယ်အလုံးမှာပြဿနာလေးကြုံရမယ်မိမိဘက်ကသတိထားပြီးတော့ဆင်ခြင်ပါနော်တန်ဖိုးကြီးသောပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နေရဲ့ကုညီမဆောင်မှုတွေရရှိမယ်မြေကိစ္စအမွေကိစ္စတွေစကားပြောဆိုမှုအောင်မြင်စေမယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအရန်ကောင်းမွန်နေပါတယ်တင်တဲ့ကိစ္စဆိုရင်လည်းမိမိစိတ်တိုင်းကြတဲ့တင်တဲ့ကိစ္စလေးတွေကိုတွေးရှိရမှာပဲဖြစ်ပါတယ်အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စမှာခေါင်းတွေရှုပ်ရမယ်စိတ်တွေရှုပ်ရမယ်မိုးကျက်စရာလေးကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းစီမှာအကြံဉာဏ်ကောင်းတွေကုညီကောင်းတွေထောက်ပံ့ကောင်းတွေရဖို့တွေ့ရပါတယ်ရန်အနေနဲ့လုံးဝမရှိတဲ့ပြင်ဒီတစ်ပတ်မှာချစ်သူခင်သူပေါင်းများလာပြီးတော့အလှူတန်းလေးတွေလည်းလုပ်ရမယ်လို့တွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့အဆက်အသွယ်ပြတ်နေတာမျိုးကြုံရတတ်တယ်ချစ်သူမရှိသေးတဲ့သူကလည်းပဲမိမိဒီတစ်ပတ်အတော်တွင်းထဲမှာအကြီးအကံမကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခိတ္တခဏညင်နေပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်အတွေ့ကျမ်းမာရေးကိုပူပန်ရမှာပဲဖြစ်ပါတယ်ဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေရဲ့ကျမ်းမာရေးကစိုးကျုံလုံးဝမရှိပါဘူးရှင်သို့ပေမဲ့ခြေထောက်နဲ့ပတ်သက်ပြီးတော့ကြိုက်ခဲနာကျင်စီတဲ့အရာလေးတွေ့ရပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်နဲ့ပတ်သက်ပြီးတော့ကိုလုံးဝမဲ့ကိစ္စရက်တွေကအများများနေတယ်ကိုကတယောက်တည်းပေါ့နော်အဲ့တော့တချို့တွေဆိုလို့ရှိရင်ပြောပြတယ်လေသူကိုခွဲပြီးတော့မှပဲအကုန်လုံးတောင်းဝင်ယူပြီးလုပ်လိုက်ချင်တယ်ဆိုတော့သဘောအတိုင်းလေးပဲဆန္ဒလေးတိုင်းပဲဖြစ်နေတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီတိုးကန်ဆန်းကျင်နေဆိုရင်တော့6တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြီးလက်လာပါတွေရှင်လန်းပွန်လန်းစီပဲတပတ်တာလို့မြင်ပါတယ်
အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပေးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးမတွေ့ရဘဲနဲ့မိမိလုပ်ချင်တဲ့အရာလေးတွေကိုဖြည်းဖြည်းနဲ့မှန်မှန်လေးလှုပ်ဆောင်သွားပြီဆိုရင်တော့မိမိအတွက်ကံအားအလွန်ကောင်းမှာပဲဖြစ်ပါတယ်ပြီးတော့ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေမိမိနေငါဘုရားမှာပန်းပွင့်တန်းစီလူရဲချင်းဖြင့်မိမိကက်ခဲနေသောတပတ်တာအလုံးစုံပြေလည်သွားမယ်လို့တွေ့ရပါတယ်ချင်းမိတ်ဆွေများအလုံးမင်္ဂလာပါရှင်23ရက်နေ့လမှာ3လပိုင်းတရက်နေ့ဒီတပတ်တာကြာသပတေးသားသမီးချင်းမိတ်ဆွေရဲ့လောက်ကန်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်ကြာသပတေးသားသမီးချင်းမိတ်ဆွေအလောက်ကန်အရန်ကောင်းမွန်နေတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိုးချင်ရမယ်အလုပ်ကိစ္စမှာလက်လာမကတွေပေါ်များစီမယ်တပတ်တာပါတန်မိုးကြီးသောပစ္စည်းထွက်ဖို့ရှိနေပါတယ်ကြည့်ဆိုင်ပါနော်မိတ်ဆွေကန်ဆရာသမားကန်အရန်ကောင်းနေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းနေအမွေကိစ္စမြေကိစ္စစကားပြောဆိုရမယ်ဆိုရင်မိမိဘက်ကအားသာချက်ရှိတယ်လို့တွေ့ရပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့ခေါင်းရှုပ်ဆရာဆိတ်ရှုပ်ဆရာတွေကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းများရဲ့ကုညီမှုပံ့ပိုးမှုထောက်ပံ့မှုတွေရရှိစေတဲ့အပြင်သတင်းကောင်းတွေကြားမှာပဲဖြစ်ပါတယ်ရန်အတိုက်ကရှိတဲ့ဂရုစိုက်ပါနော်သွားရလာတဲ့နေရာတွေမှာအမြဲတမ်းသတိရှိနေပါရန်အနေရဲ့အနောက်ရှေ့အတိုက်ခိုက်ဒါလေးတွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းနေမယ့်အခြေအနေပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အလှူဒန်းလေးတွေနဲ့အိမ်တော်ကြီးမှာအေးချမ်းသာယာစွာပျော်ရွှင်စွာလုပ်ကံရမယ့်အလှူဒန်းလို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါကျမ်းမာရေးမှာအမြဲတမ်းဘိုင်းအောင်တာဘိုင်းနာတာလီထိုးတာလီနာတာဂရုစိုက်ပါနော်အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ့်တပတ်တာပါမိမိလုပ်ကိုင်ခြင်းတဲ့လုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးတော့မိမိဟာအားသာချက်တွေရှိတယ်ပြောရေးဆိုခွင့်ရှိတယ်လုပ်ငန်းဆောင်တာမှာအထင်ကြီးရတွေဖြစ်ပြီးအဆင်ပြေမယ်လို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်ထီတိုးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြေးလက်လာပါတွေပွန်လန်းရှင်လန်းစီမယ်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့မိသားစုဝင်အတွင်းထဲမှာတယောက်ပြီးတယောက်ကျမ်းမာရေးလေးတွေထူးခြားတာဖြစ်တဲ့အတွက်စီယူစီကန်းလေးတွေပြဖို့ရှိနေပါတယ်ဒါလေးတော့တွေ့ရပါတယ်ဒီတော့ကြာသာပြီးတာသမီချင်းမိတ်ဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြချင်ပါတယ်ကြာသာပြီးတာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိနေငါဖျားသုံးဖို့ဇီရီကစုမှာရွက်လာက18ညွန့်တပြေးက21ညွန့်စက်ကလူရန်ချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်23ရက်နေ့လမှာ3လပိုင်းတရက်နေ့ဒီတပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်အရာကောင်းနေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိုးချင်ရခြင်းအလုပ်မှာနေရာကောင်းရခြင်းအထက်လူကြီးအကြီးကဲရဲ့ကုညီမဆမှုတွေမျက်နှာသာပေးမှုတွေရရှိစေမယ့်တပတ်တာပါတန်မိုးကြီးသောပစ္စည်းဝင်လာမယ်လို့တွေ့နေရပါတယ်မိတ်ဆွေကံအရန်ကောင်းတယ်ဆရာသမားကံအရန်ကောင်းတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအင်တာဗျူးကိစ္စစာမေးပွဲကိစ္စအလုံးစုံကောင်းမွန်စေတယ်လို့တွေ့ရပါတယ်အိမ်နဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်ဆရာသတင်းလေးကိုကြားရမှာပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းစီမှာကြံကြံကောင်းကူညီကောင်းလေးရဖို့ရှိနေပါတယ်ဒါအပြင်ခရီးလဲသွားမယ်လို့တွေ့ရတယ်နော်ရန်အတိုက်ခဲလုံးဝမရှိပါဘူးရှင်အဲ့တော့ရန်အနေနဲ့မရှိတဲ့ပြင်မိမိလုပ်ချင်တဲ့ဆန္ဒလေးတွေကိုအေးချမ်းစွာလုပ်ဆောင်ရမယ်တပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်စိုးကျိုးလုံးဝမရှိတဲ့ပြင်ရခင်ကလေးကယောဂဝေဒနာအနေငယ်ခံစားရတယ်ဆိုရင်တော့အနာနဲ့စီးတွေ့သွားပါလိမ့်မယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အိမ်အတွက်နောက်ဆက်တင်ရတယ်ပူပန်စီရတယ်ဒီလိုကိစ္စရက်ကလေးတွေအတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်သူ့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြေးလက်လာပါတယ်ရွှေလန်းစီမေပွန်လန်းစီမေတပတ်တာပါအောင်နဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြီးလိုက်တဲ့အခါမိမိရဲ့လုပ်ဖို့ကိုင်ဘက်ထဲမှာမိမိကိုအမြင်မကြည့်တာမိမိကိုစိတ်ဒုက္ခပေးတာဒီလိုလေးတွေ့ရပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့ ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်။တောက်ကြသားမိချမိဆွေမိမိနေငါဖျားမှာနွားတို့တက်ခွဲနေစဉ်လူရန်ချင်းဖြစ်ကဲနေတဲ့တစ်ပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။ချင်းမိဆွေများအလုံးမင်္ဂလာပါရှင်။23ရက်နေ့လမှာ3လပိုင်း1ရက်နေ့ထိစနေသားသမီးချင်းမိဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။စနေသားသမီးချင်းမိဆွေအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့
လမ်းပြောင်းတက်ပါတယ်ဒါကြောင့်မို့လို့မိမိအနေနဲ့ရှေ့တိုးအခက်နောက်ဆုံးအခက်ဆုံးဖြတ်ချက်ချရခက်ခဲတဲ့ကိစ္စရပ်ကလေးတွေပေါ်လာစီပါပဲတွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်ယူဆိုင်ပါနော်မိတ်ဆွေပေါင်းတဲ့ပတ်သက်တဲ့ကံအရန်ကောင်းနေဆရာသမားကံအရန်ကောင်းနေကြီးကေးသူတွေရဲ့ကုညီမဆောင်မှုတွေရရှိစေမဲ့တပတ်တာပါဒါအပြင်ပညာရေးနဲ့ပတ်သက်ပြီးတော့အင်တာဗျူးကိစ္စတော့ပညာရေးမှာစာမေးပွဲဖြေဆိုတဲ့ကိစ္စဒီလိုကိစ္စရပ်တွေကစအောင်မြင်စေမဲ့တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအကြံဉာဏ်ကောင်းရမယ်အိမ်ကိစ္စတွေကောင်းမွန်စေတယ်အိမ်နေရာတိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေပဲဒီလိုလေးတွေ့ရတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ရှုပ်စရာကောင်းရှုပ်စရာကြီးကြုံရတတ်ပါတယ်ရန်အရီတက်ကြိုက်လုံးဝမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ကိုစိတ်ပြတ်သွားတာမျိုးကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးကြောင့်စိတ်ညစ်စရာလေးကြုံရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တော့ဂရုစိုက်ပါကျမ်းမာရေးကခါနာတာခါကြိုက်တာခါချောညက်တာလေးဖြစ်တတ်ပါတယ်ဒါကိုသတိထားပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိဖြစ်ချင်တဲ့အရာကတခြားဖြစ်နေတာတွေကတခြားဒီလိုလေးတွေ့ရတတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီတိုးကန်ဆန်းခြင်းနဲ့ဆိုတော့နှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုံရမယ်။ဝေးထွက်တွေအရန်ချမ်းနေဝေးစုလို့မရဘဲနဲ့ဝေးကုန်ကြကြအရန်များနေမှာပဲတွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြည့်လိုက်တဲ့အခါစကားအရာမှာအတိုက်ခံလေးပြောရဆိုရတာမျိုးလေးဖြစ်တတ်ပါတယ်။ဒီတော့စနေသားသမီးချစ်မိတ်ဆွေတွေကံတောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်။စနေသားသမီးချစ်မိတ်ဆွေပြည်လူဆောင်ရဲ့တပတ်တာရေရာကမိမိနေငါဖျားမှာနွားနုတစ်ခွက်ပေါင်းဖို့တစ်လုံးစက္ကန့်လူတိုင်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမင်းလူတွေ့ရပါတယ်ရှင်